မင်္ဂလာပါဗျာတပတ်တာအတွက်ကောင်းဆုံးကနန်းခံမှန်းချက်လေးတွေလာပါပြီဗျာကနန်းတွေကိုတူဒီလက်ကီနံပါတ်လေးတွေကိုသေးစိတ်ရှာဖွေပေးနေတယ်ကိုခန့်ပါဗျာတပတ်အတွက်ဒီတပတ်17ရက်ကနေ15ရက်နေ့အတွက်တပတ်စာရှာဖွေတွေ့ရှိထားတဲ့ကနန်းလေးတွေလာပြပေးတာပါဒီကနန်းတွေကတော့ပြီးခဲ့တဲ့တပတ်ကထွက်စင်နေနဲ့73နှစ်စာထွက်စင်နေပေါ်မှာခြေခံပြီးတော့ကြာစင်နေထွက်စင်နေနဲ့ရှာဖွေထားတာလေးတွေဖြစ်ပါတယ်တွေ့ရှိချက်အရာဒီတပတ်အတွက်ထွက်စင်နေအတိုင်းဟူးမကျော်လာပြီးနေတဲ့ပတ်တီတလုံးကတော့တစ်ဖြစ်ပါတယ်ဗျာကြာစင်နေလိလာချက်အရာတွေ့ရှိရတဲ့တပတ်စာမှာမပြောက်ပရိတ်ထွက်ပြီးနေတာကတော့4-9ပရိတ်ဖြစ်ပါတယ်ပြီးရင်မပြောက်ပဲနဲ့အမြဲတမ်းဒီတပတ်ကြာစင်နေပြီးခဲ့တဲ့တပတ်ကြာစင်နေ73နှစ်စာခြေခံပြီးရှာဝေတွေ့ရှိထားတဲ့အခွေလေးက1.60အခွေဖြစ်ပြီးတော့ငွေကနန်းတွေကတော့တည်တဲ့အတိုင်းပဲကိုခန့်အမြဲတမ်းစိုက်ပေါင်းစုံကနေရလာတဲ့ငွေကနန်းတွေကိုဘုံတူတာတွေကိုထုတ်ပေးထားတဲ့အကောင်ဆုံးငွေကနန်းဖြစ်ပါတယ်ဒီကနန်းတွေကထွက်စင်နေပေါ်မှာအခြေခံပြီးတော့ရှာထားတာဖြစ်တဲ့အတွက်အာမခံချက်တော့မရှိပါဘူးဗျာဒါမျိုးတို့နှစ်သက်မယ်ဆိုရင်တော့ကစားလို့ရှာပါတယ်ကြာစင်နေပေါ်မူတည်ပြီးတော့ရှာဖွေတွေ့ရှိထားတာကိုလာပေးတာဖြစ်ပါတယ်ဒါကြောင့်မျိုးတို့ကစားမယ်ဆိုရင်ချိန်ဆကစားကြပါလို့ပြောချင်ပါတယ်အားလုံးကံကောင်းကြပါစေဒီတစ်ပတ်ကတည်းအားလုံးကကိုခန့်ရဲ့မွေးနေ့ရှိလို့အားလုံးကိုလက်ဆောင်တင်ပေးတာပါခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်